该提到孙大那这三天的朋友奶奶的是比较好些嘛的，第二那为啥耶？好的孙给这孙大那的不得比较，朋友表们，哦，这都搞了嘛没少赔呢，搞他妈没少赔啊，赔啊那输入也加嘛，这天津啊乌呀，第孙大那该多少的朋友表们，哎，你这天津啊乌南美国就表们奶奶的没几张嘛，别大去说几张嘛，明的干的天津。三大不如马这位，大天天三亚的车机，哎，你们的干的就是三大不如马这位嘛，包括的大不？该说说天天三亚的车机，都们那这位，都们那这位说的吹嘛，天天三亚说的大，比较来江波那，该问的要多，我要。ရပါပြီ။ကြိုက်ဒီတော့ကောင်းပြီဗျ။အဲ့ဒီတထင်းကဥနားမဆက်တဲ့အကြောင်းတွေလာကြားတဲ့ဗျ။ဖယားနှစ်စုကြားမှာဘာကြားတော့ဆိုတော့ဒီကနေ့ကနောက်3နှစ်ကျော်လို့ရှိရင်ဖြင့်အစာရည်စားငတ်မောခေါင်းမာတဲ့ဒုဝိကန္တရကကြီးစိုက်တော့မတဲ့ပရိသတ်။ကိုင်းတထေးတွေကျက်သိမ်းထခေါင်းကြည့်သွား။ဟာမလေးကြောက်စရာကောင်းလိုက်ပါပြီတထေးကတော့ဒီကနေ့ကနောက်3ရက်3နှစ်လွန်မြောက်လို့ရှိရင်တော့ငတ်မောခေါင်းမတဲ့ကကြီးဆိုင်တော့မတဲ့ဟေးဘယ်တော့မှမကြောက်ဘူးလားတွေတို့ကြားလာပြီဘယ်တော့မှမကြုံဘူးလားတွေတို့ကြုံလာပြီဒီကနေ့ကနောက်3နှစ်မြောက်ရင်ငတ်ပြတ်သေးချေပျက်စီးကုန်လိမ့်မယ်တဲ့တို့တော့အသေးမခံဘူးဟဲ့တထေးတွေကပဲရွှေတွေငွေတွေမထားနဲ့ရွှေတွေငွေတွေမထားကြနဲ့ဟေးဇဘာတွေကြီးဝယ်ပြီးတော့လှောင်ကြပါစို့ဟောတထေးငါဦးဇဘာတွေဝယ်ပြီးတော့ကြည်အလုံးပေါင်း2500ပြည့်အောင်လှောင်ကြတယ်ဗျာဒီကကြီးလွန်မြောက်အောင်3နှစ်ကိုဗျ3နှစ်ကျော်ရင်ဒီကဆောင်ဒီကဆိုင်မှာဆိုတော့တရားနာပိသကြည်2500ဇဘာတွေလှောင်ကြကြည်2500ကပို့တဲ့စဘာတွေကိုပုတ်တည်တဲ့ထဲကြကြည်ဆိုတာကျွတ်တို့ခုခေတ်လို့ဆိုဂိုတောင်မျိုးလိုဟာတွေပေါ့အဲ့ဒါမျိုးအလုံးပေါင်း2500အပြည့်လောင်သားဗျပြီးတော့ပို့တဲ့စဘာတွေပုတ်ထဲထဲပုတ်ထဲကပို့တော့တောင်းတဲ့ကပို့တော့အိုးတဲ့ကပို့တော့ဆလောင်းတဲ့ကပို့တဲ့စဘာတွေကြတော့မြင်းညက်နဲ့နေပြီးတော့အိမ်နံရန်ကတ်ကြတဲ့ပြိဿမြင်းညက်နဲ့ကျွတ်တို့အင်္ဂလိပ်ကိုင်းသလိုပေါ့ဗျညံနဲ့အခမ်းမသိလို့နောက်ဆုံးအစင်မပြေတာတွေခွာစားတာစားရမှာ။ကိုင်းအိမ်နာရမြင်ညက်နဲ့ကတ်ကြဒီလိုနဲ့တရားနာပိသကြီးတထေးတွေနေပြီးတော့လာလိုက်တာဒုဗေကန္တရကတ်ကြီးမဆိုင်ခင်မှာကြီး2500စဘာတွေစားလာလို့ကုန်ခဲ့ဗတဲ့ပိသ။ကိုင်းကုန်နိုင်စရာမရှိပါဘူး။ခင်ဗျားတို့စဉ်းစားမှာပေါ့။ဒါပဲဒီကုန်ပြီဗျ။သူတို့ကြီးစားတာမှမဟုတ်ဖ ೇನೆကြီးကျွန်းတွေကနဲတာမှမဟုတ်ဖ ೇನೆကြီးကျွန်းတွေကအများကြီးကျွတ်တို့ဓနင်ဆရတထေးရဲ့ဓနင်ဆရတထေးဆိုတာအဲ့ဒီမင်းတကတထေးကြီးရဲ့သားရာဇကြိုမှာတထေး5ဦးရှိတယ်ဗိမိသာရမင်းရဲ့နိုင်ငံဇောတိကသတိလကကုဏမင်းတကပုံနာတထေး5ဦးအဲ့ဒါရောက်ဖရောမောင်းလဲနှမလဲဖြစ်တဲ့ကောသလဘုရင်ကြီးကဗိမိသာရရောက်ဖရောကြီးရဲ့ထံမှာတထေးသွားတောင်းငါတိုင်းပြည်တထေးရတနာမရှိတိုင်းပြည်အုပ်ချုပ်တဲ့ဘယင်မတတ်နိုင်ကတထေးတွေအာကိုရသည်ဆိုပြီးတော့တထေးရတနာတစ်ပါးထားပြီးတော့တထေးသွားတောင်းတော့ဗိမိသာရကမြေပေါတထေးဖြစ်တဲ့တထေးကြီး5ဦးကိုမပေးနိုင်ဘူးအမောင်ကောသလဒါဖြင့်တယောက်တော့ရမှပြန်မယ်ဆိုတော့ဓနင်စရပေးလိုက်တယ်မင်းတကတထေးကြီးရဲ့သားပေးလိုက်တော့တာဝဋ္ဌိမြို့နေပြီးကျင်းလို့မင်းနေပြီဆိုတာအမတန်ကျင်းမြောင်းလို့သူကိုယ်တိုင်မြို့တည်ပြီးတတ်မှတ်ထားလို့တာကေတမြို့လို့ဒဏ္ဍစရတည်ပါတယ်အဲ့ဒီတာကေအမောင်တို့ကုန်ပြီကွယ်တော့ပြန်ကြတော့မင်းတို့လည်းငါမကျွေးနိုင်တော့ပါဘူးဟေးတနာတော့တနာလိုက်ပါရဲ့ငါ့ကိုမိခိုးပြီးတော့စားနေရတယ်ဘဝဒါပေမဲ့လို့မင်းတို့မြင်တဲ့အတိုင်းကြီး2500လှောင်းလာတော့လဲကုန်ခဲ့ပြီကွယ်တို့အမောင်တို့
မကျွေးနိုင်လို့မင်းတို့ဖာသာရှားဖွေပြီးတော့စားကြတော့ဘာပြောတော့ကြေးကျွန်တွေကတထေးကြီးခမညာကျွန်တော်တို့ပဲစီလာလို့ပဲစီသွားရမတော့တထေးကြီးကိုမိခိုးပြီးတော့စားလာခဲ့ရတဲ့ဘဝမို့ကျွန်တော်တို့သေခြင်းသေပါစေတော့ဘယ်မှမသွားပါရစေနဲ့တထေးကြီးခြေရင်မှအသက်ပြောင်းပါရစေဟုတ်ပါဘူးကွယ်မင်းတို့ဒီတိုင်းဆိုငါနှိပ်စက်တယ်လို့ဖြစ်မှာပေါ့မင်းတို့မှမကြွေနိုင်မဲနဲ့မင်းတို့ငါခြေရင်ထားပြီးတော့ငါကလည်းအသက်ပြောက်ခံနိုင်မှာမလားအမောင်တို့သွားကြငါတနာလို့ရှိရင်မနှိပ်စက်ကြပါနဲ့အဲ့ဒီတော့မှကြေးကျွန်တွေငိုးယိုပြီးတော့ထွက်ကြဂိုင်းသူတို့ပုတ်ထဲကစဘာတွေအိုးတဲ့ဆလောင်းတွေကစဘာတွေစားလာခဲ့ဒီလိုစားလာခဲ့တာတရားနာပိဋကကုံရောတဲ့ပြုဒုဗိကန္တရကကြီးဆိုင်လာတော့သူတို့ကြီး2500လှောင်တဲ့တထေးတောင်ကုံရင်ဆင်းရဲသားဆိုတော့ပြောစရာမရှိဘူးချုပ်သေးကုန်မစားရလို့ငတ်တာနဲ့တချို့သေးကုန်အဲ့ဒါလို့သေးကုန်ရုံနဲ့မကဘူးတယောက်နဲ့တယောက်လူကြရက်ကြတိုက်ကြခိုက်ကြပိဋကဒီကတ်သုံးပါဆိုတာကြောက်ကြကောင်းနော်ဒုဗိကန္တရကငတ်မောခေါင်းပါတဲ့ကတ်ဆိုင်လာရင်မစားရလို့ရှိရင်စားရတဲ့အစာစားတော့မစားတဲ့အစာတွေစားပြီးတော့မဖြစ်တဲ့ယောဂတွေဖြစ်လာတဲ့ယောဂန္တရကတ်ဆိုတာနောက်ကပါရဲ့နော်စားစရာမရှိလို့တောင်းပြီးတောင်းလို့မရရင်လူမီလူလို့မရရင်တိုက်မီခိုးမီတိုက်မီတိုက်လို့မရရင်တတ်မီအဲ့ဒါလို့တယောက်နဲ့တယောက်တတ်တဲ့တတ်ထန္တရကတ်ဆိုတာလည်းလိုက်လာနိုင်ပြီငတ်လာရင်ယောဂဖြစ်တဲ့ယောဂန္တရကတယောက်နဲ့တယောက်မစားရလို့တတ်တဲ့ကတ်ဆိုတာနောက်ကနှစ်ပါးပါနိုင်ပြီဒါတော့တရားနာရိတ်သားကြီးအခုကြည့်တထေးကြီးတထေးကတော်ကြီးတို့သူတွေငတ်ကြတာမဟုတ်ပါဘူးတချို့သေးကုန်ကြပြီတို့တထေးမို့ဒီအချိန်ထိအောင်ဒီလောက်ကြံပြီးတော့နေခဲ့တယ်ကြီးစားမောင်စားတော့လာတာတွေလည်းကုန်ခဲ့ပြီတို့ပဲလို့လောက်ကြမတော့နဲ့ညီရင်ညူရင်နဲ့တရားနာရိတ်သားနောက်တထေးကတော်ကြီးသူအကြံနဲ့ကတ်ထားတဲ့အိမ်နာယံခွာချတော့မြင်းညက်ထဲကစပါးလေးတွေရေနဲ့ကျင်လိုက်တော့ရ9ယောက်စာလောက်ဒါပေသည့်စပားလေးတွေလူခိုးမှဆိုလို့အိုးကလေးတွေထက်ဆလောင်းမုံလေးနဲ့ပိတ်ပြီးဟောမြေကြီးထဲမြုပ်ထားရကြောက်เสียကောင်းတာသာသနာ့ခမရတို့ကျွတ်တို့သာသနာတော်ကြီးနဲ့ကြုံတော့စပားမြေကြီးထဲမြုပ်เสียမလိုပါဘူးခမရတို့ကျွတ်တို့ဒီကမျိုးကြုံဖို့လည်းမလွယ်ပါဘူးပြိဿနော်အခုကြည့်အဲ့ဒီမှာဖြစ်ကုန်ကြပြီဒီလိုမြေကြီးတဲကိုဆလောင်းမုံလေးနဲ့ပိတ်ပြီးတော့စပားကိုမြေကြီးထဲမြုပ်ရတဲ့ဘဝရောက်ခဲ့ကြပါပြီဒီကနေ့တော့ဘရင်ထံကခစားပြီးပြန်လာတထေးကြီးကလည်းအစာဆာလွန်းလို့ဟေးတထေးကတော်ကြီးဘာတော့တထေးကြီးရဲ့ကွယ်စားစရာမရှိဘူးလားငါဝင်းနဲ့ပူလောင်လုံးလို့စားစရာမရှိဘူးလားလို့ဆိုတော့မြေကြီးထဲမြုပ်ထားတဲ့စပားလေးတွေဖော်ပြီးအခွန်ချွတ်လိုက်တော့ဒဇလဲတစ်ခွက်ပေါ့ဗျာ9ယောက်စာလောက်တော့ရလာတထေးကြီး9ယောက်တနတ်စာလောက်တော့ရပြီတော့အဲ့ဒါထမင်းရလို့ပဲချက်စားမလားဆံပြုတ်ဖဲတောက်မလားတထေးကြီးဆံပြုတ်တောက်မဲ့ဆိုရင်တော့နတ်ပေါင်းများစွာတောက်ရလိမ့်မည်ထမင်းရလို့ချက်စားရင်တထထဲနဲ့ကုန်လိမ့်မည်ဒီတထပြီးတော့ဘယ်မှရှာလို့မရကိုလိုငတ်တဲ့လူတွေကြီးဆိုတော့သေဖို့သာရှိတော့တဲ့တထေးကြီးအေးကွာဒါပေမဲ့လို့ငါလည်းဆံပြုတ်ပဲတော့ငါမှတောက်ဖူးတာမှမဟုတ်ဖဲနဲ့ကန်လူမမာစာကြီးလူမမာစောနန်းကွာဆံပြုတ်တော့ရတာနမရေတထေးကတော်ကြီးထမင်းသာချက်တော့ဒီတထဝအောင်စားပြီးတော့ငါတို့နောက်ဘဝကပြုခဲ့တဲ့ဒါနတွေမတန့်ရှင်းလို့ဒီကလာပြီးတော့ဆက်ရတာမို့တထစားပြီးတော့သေပါစေတော့ထမင်းသာချက်တော့ထမင်းချက်ခိုင်းတထေးငါဦးသမင်းလေးတွေခူးပြီးပကံများတဲ့လက်၌ပြီးစားမလို့အပြင်းမြဟောကောင်းကင်ကပြစ္ဆေကဗုဒ္ဓရှင်မြတ်ကြွလာလူကံပုဂ္ဂိုလ်ကြွလာပိဋကကြီးနော်ဒီတလားစာရှိတော့တာမျောလင်းချက်လည်းမရှိတော့ဘူးပြစ္ဆေကဗုဒ္ဓကြွလာပြစ္ဆေကဗုဒ္ဓမြင်လိုက်တော့ဟန်ကြပြီငါတို့ပြုခဲ့တဲ့ဒါနမတန့်ရှင်းလို့ဒီကကြီးနဲ့လာကြုံတာတန်ရှင်းတဲ့ဒါနာကြီးငါထမင်းတနတ်စားနဲ့မစားဘဲနဲ့ပြုမယ်လှူမယ်ဟဲ့မင်းတကမင်းမစားနဲ့
ဒီတနတ်စားပြီးခုနှစ်ရက်ပြည့်ရင်လည်းသေတော့မှာမစားလဲသေမှာစားလဲသေမှာဒါကြောင့်ဒီဒါနဒုံကြီးကမင်းမြုပ်တော့ဟောဒီကတ်မျိုးကြီးမဖြစ်ရအောင်ဆူတောင်းတော့တထဲကြီးမင်းလူတော့လို့တိုက်တွန်းစားဘူးဗျလူကံပုဂ္ဂိုလ်လားခေါင်းမကြီးပါဘူးတနတ်စာရှိတော့ပိဿာကြီးဟောတထဲ၅ခုလူကံပုဂ္ဂိုလ်လားခေါင်းကြီးရဲ့ဒါဖြင့်တရားနာပိဿာကြီးဟောဘုန်းကြီးဥဇတိလတရားနာရတာခေါင်းကြီးဘူးလားကြည့်ပါဘူးဗျာခေါင်းကြီးရင်လည်းသေအောင်ဆံမင်းနေဖြတ်ပြဖို့ရှိကျွတ်တို့တတ်နိုင်တာလဲဒါပဲခေါင်းမကြီးလို့လဲလှူးနေကြတာပေါ့ဟောစောစောကဆိုရင်ကျုပ်ကားပေါ်ထိုင်းနေတုန်းကပိဿာမလာသေးလို့စောင့်တော့ဘုန်းကြီးကလည်းရောက်တာကြာပါပြီကားပေါ်တငုတ်တုတ်တုတ်နဲ့သီလမှာပေးမဖြစ်တော့လက်တရားပွဲပဲနဲ့လှုပ်စားမလို့ချမ်းတော့လက်ချမ်းတဲ့စောစောစားတော့အချမ်းသက်တာပေါ့အချိန်များများဟောရတာပေါ့ပိဿာကနောက်ဆွဲနေတော့ကျုပ်ကားပေါ်ထိုင်းနေတော့ဟောကျွတ်တို့ကြိုင်းတုံနေမိုင်းဆက်ကဘိုလ်ကြီးသိန်းကြီးဒီမှာတာဝန်တစ်ခုနဲ့လာတော့မနေ့ကမှဗျာတဲ့အရှင်ဘုရားတရားတပည့်တော်နာခြင်းနေတာကြာတော့လည်းပဲမနာရဘူးဗျအခုတော့ဖြင့်အခါခွင့်သင့်လို့တပည့်တော်မနေ့ကတော့တပိုင်းတစနောက်ပိုင်းမှာပဲနာရပါတယ်ဗျာတဲ့ဒါကြောင့်မို့တပည့်တော်ငွေအစိတ်နဲ့အရှင်ဘုရားကိုအခုတပတ်တစ်ထည်လှူပါတယ်ဗျစောစောကကျုပ်ကားပေါ်ထိုင်းနေတုန်းလားလှူပါတယ်ခေါင်းမကြီးပုံလေးထည့်ပြောနေတာပါကျွတ်တို့ပရိသတ်လည်းမနေ့ကတော့ကြည်စမ်းပါဗျာပြိုးကင်းဖင်ကျွတ်လောက်ရှိတဲ့ပရိသတ်ကငွေ200ရသွားတာကြီးမှပေါ့လှူလိုက်ကြတာ9ကျပ်30ဟိုအနှေးရင်ကဆိုရင်ကျွတ်တို့30ဟိုးနှစ်ကတော့ဘုန်းကြီးလာဟောတော့ကလည်းလှူတာပဲပြီးတော့ဒေါ်ပုတို့ကဆိုအစိတ်ပြီးတော့30 9ကျပ်ဆိုတာမှတ်မိတာလောက်ပြောပေးမယ်လို့မမှတ်မိပဲနဲ့လှူကြတဲ့လူတွေအများကြီးမို့မနေ့ကပရိသတ်နည်းနည်းလေးနဲ့ငွေ200ပြည့်သွားပါတယ်ဒါကြောင့်ကျုပ်လာလို့ခေါင်းမကြီးတာတော့ကျုပ်ကိုယ်တိုင်သိရပါပြီမှန်လားပရိသတ်ကြီးကိုင်းတထေးကြီးထလှူရောပြုတနတ်စာလေးတထေးကြီးတနတ်စာထလှူလိုက်တော့တရားနာပရိသတ်ကြီးတဝက်လောက်လက်ကပြဟဲ့တထေးကြီးငါကြီးမလူနဲ့မင်းဒီနနတ်စာရှိတော့တာမင်းမို့တဝက်လောက်ခြံအောင်လို့မပြောတော့လဲပြောတကယ်သူတဝက်လောက်လက်ကလေးကာပြဟာရှင်ဘုရားအကုန်အလှခံပါဗျာတပည့်တော်ဒီဘဝအတွက်မစားရမှငှက်ညာတော်မမူပါနဲ့အရှင်ဘုရားတန်တရားအတွက်ချီးမြှောက်တော်မူပါဘုရားလို့လူပုံလေးနော်လူပုံလေးနော်ဒီဘဝမချီးမြှောက်ပါနဲ့တန်တရားအတွက်ချီးမြှောက်တော်မူပါဘုရားအကုန်လုံးလောင်းလှူလိုက်လှူပြီးတော့ဆူတောင်းပုံလေးကြည့်တပည့်တော်ထမင်းတနတ်စားကိုမစားဘဲနဲ့လှူရသောကောင်းမှုကြောင့်ဟောဒီဒုဗိကန္တရကတ်ကြီးမျိုးဘယ်သောအခါမှမကြုံရလို့ငတ်မို့ခေါင်းမတဲ့ငတ်ပြတ်တဲ့ဘဝဘယ်တော့မှမရောက်ရလို့တပည့်တော်ခေါင်းစင်းမင်္ဂလာပြုတ်ပြီးတော့ကောင်းငင်မော့လို့လက်ခမောင်းခတ်လိုက်တာနဲ့တပြိုင်နက်ကြီး2500စဘာတွေအကုန်ပြည့်ရပါလို့ဤအရှင်ဘုရားတို့သိတဲ့သစ္စာလေးပါးတရားသိရပါလို့ဤကိုင်းဆူတောင်းပြီးလှူလိုက်နောက်တစ်ချိန်တော်ကလည်းမစားဘူးပြုတ်ဒီတော်ဒီလိုလှူရသောကောင်းမှုကြောင့်ဒီကံမျိုးကိုကြုံရပါလို့ထမင်းရိုးတစ်လုံးနဲ့ခူးပြီးတော့ကျွေးတော်လည်းမကုံတော့ကိုဖြစ်ရပါလို့ဤအရှင်မြတ်တို့သိတဲ့သစ္စာလေးပါးကသိရပါလို့ဤလှူလိုက်ပြန်ရောရုပ်နောက်တရားနာပိဿရေတထေးသားကထလှူတယ်တပည့်တော်ဟောဒီတဏ္ဍစာကိုလှူရသောကောင်းမှုကြောင့်ဒီကတ်မျိုးမကြုံရပါလို့တောင်းတလုံးနဲ့မျိုးရိတ်ခါတွေလှဲ့ပြီးတော့လဲဇဘူးတွေတစုံလုံးပေးလို့မကုံတော့ကိုဖြစ်ရပါလို့ဤအရှင်မြတ်တို့သိတဲ့သစ္စာလေးပါးသိရပါလို့ဤလှူလိုက်နောက်တထေးချွေးမလေးကထလှူတယ်တပည့်တော်တဏ္ဍစာလှူရသောကောင်းမှုကြောင့်ဒီကတ်မျိုးမကြုံရပါလို့လွယ်အိတ်တလုံးနဲ့အသပြားတွေနှိုက်ပြီးတော့လှူတော့လည်းမကုန်ရပါလို့အရှင်ဘုရားတို့သိမြင်တဲ့သစ္စာလေးပါးကိုသိရပါလို့ဤတောင်းလိုက်ဒီထက်ကျွန်းပုံနာတယောက်ကြံတော့သူကလည်းလှူတာပဲပြိဿရေလှူပြီးတော့တပည့်တော်လှူရသောကောင်းမှုကြောင့်ဒီကံမျိုးမကြုံရပါလို့တပည့်တော်ထွန်သွားတစ်ချောင်းနဲ့ထွန်တဲ့အချိန်ခါမှာလက်ဝဲလက်ရ3ချောင်းစီပွားပြီးတော့9ချောင်းရထင်ရပါလို့ဤဖေဟာတပည့်တော်ဒီဖြစ်လေရပါဝဟောဒီအရှင်သခင်များရဲ့ကြည်ကျွန်းသာဖြစ်ရပါလို့ဤဖေဟာကြည်ပြမွဲခြင်းနဲ့ခွေးပါတယ်ကံကျွန်းကကျွန်းစုပြန်တောင်းတာဒါပတိလေကျွန်းသာဆိုတာတထင်း5ဦးနဲ့လက်ရည်တပြင်းသည်စားနိုင်တဲ့ကျွန်းဆိုတော့တန်မြင်ညကျွန်းမမှုပဲခုခေတ်သိမ့်ဒီပေါက်တဲ့တထေအဲ့ဒီကျွန်းပဲမှီလိမ့်နော်ဒါကြောင့်မို့အဲ့ဒီတထေတွေရဲ့ကျွန်းဖြစ်ချင်တာပေါ့အခုခေတ်ကတ်စည်းနဲ့တထေတွေရဲ့ကျွန်းဆိုရင်ဘယ်ဖြစ်ချင်လိမ့်ကဲဒီလိုတောင်းပြီးတော့လှူလိုက်ကြလှူပြီးတော့ပြစ္ဆေကဗုဒ္ဓရှင်မြတ်က
အစီတံပတိတံတုံရှံခိပါမေဝဟာသမိတ်ဇတုပေးမြဲစုပြည့်စေလို့ပေးပြီးတော့ပြည့်စေကဗုဒ္ဓပြန်ကြွတော့လေတရားနာပိဋကပြည့်စေကဗုဒ္ဓကဟိုကောင်းကင်ကန္ဓမာရဏတောင်ရောက်အောင်မြင်စေဆိုတဲ့အဓိဋ္ဌာန်ရဲ့ပြုပြီးသူ့တပိတ်တစ်လုံးထဲကထုတ်ပြီးပြည့်စေကဗုဒ္ဓ900လှူတာမကုန်တာတွေသူတို့မြင်ရတော့တရားဘလုံးကပိုကြီးတာဗောဗျဒါနဲ့တရားနာပိဋကကြီးအစားစားမစားရဘဲနဲ့တထေငါဥအိတ်ရာကနေပြီးတော့တထေကြီးနိုးလာတော့တထေကတော့ကြီးခြာလိုက်တာကွာဝင်းနေလေပူလောင်လှကြီးရဲ့စားစရာလေးတစ်ခုလောက်မရှိဘူးလားအဲ့ဒီတော့တရားနာပိဋကကြီးတထေကတော့ကြီးမျက်ရည်ဝိုင်းလာဟေးတနာလိုက်ပါပြီငါတနာလှကြီးရဲ့တထေကြီးဘယ်တော့မှဒီလိုမညီဘူးပဲနဲ့ငါတို့ဘယ်လိုနည်းနဲ့မှတို့ဘဝမကုန်နိုင်ဘူးလို့တွက်ချေချထားတဲ့ပစ္စည်းတွေကုန်လို့အခုစားစရာတနတ်စားတောင်းမှမရှိတော့တဲ့ဘဝမို့တထဲကြီးကျုပ်တနာလိုက်လေချင်းဒါပေမဲ့လို့မရှိဘူးလို့လည်းသူ့ပါးစပ်ကမထွက်ရဲဘူးဗျမရှိဘူးပြောရမှာကြောက်သွားထမင်းအိုး9ယောက်သားစားဖို့ခူထားပြီးပြည့်စေကဗုဒ္ဓလှူလိုက်တာလေသူအသိသားနဲ့ပြည့်ရသားနဲ့မေးနေတော့မရှိဘူးပြောရမှာလေသူကြောက်မှတ်ကြနော်ရှေးတုန်းကမရှိဘူးပြောရမှာသိကြောက်ကြည့်ဟိုမှာမရှိဘူးပြောရမှာကြောက်တော့ငါကိုယ်တိုင်ယူပြမယ်ဆိုပြီးအိမ်ထဲဝင်သွားတယ်ဟိုထမင်းအိုးလေးမပြမလို့ထမင်းအိုးလေးမပြမလို့မိဖို့တဲ့ဝင်သွားတော့ထမင်းတွေကစလောင်းမုံလေးကြွားပြီးတော့အကုန်ပြေးဟောကြည်စားဟာထမင်းတွေပြေးနေပါဖြစ်လားဟင်တထေးကြီးပြမယ်တထေးကြီးကိုငါဝါအောင်ကျွေးလိုက်မယ်လေဝမ်းတာလွန်းလို့လက်ကလေးနဲ့ထမင်းအိုးမှပြီးတထေးကြီးဟဲ့ဘာတော့ကွမလီကျုပ်လေကျွတ်တို့900ဟောစားဖို့ပြင်ပြီးတော့ပြည့်စေကဗုဒ္ဓလှူလိုက်တာသိရသားနဲ့မရှိဘူးလားမေးတော့ကျုပ်ကမရှိဘူးဆိုတဲ့စကားပြောရမှာကြောက်လွန်းလို့ဝင်ကြည့်ထမင်းတွေပြေးနေပြီးတော့ဟောဒီအာရအောင်စားအာရအောင်ဝအောင်စားပြီးတော့လို့ထမင်းအိုးလေးကပြလိုက်တော့တထေးကြီးဝမ်းတာသွားဟာဟေးဒါဖြင့်တို့တနတ်စာလှူတဲ့ဒါနအကျိုးပေးပြီကွာကောင်းစင်မင်္ဂလာပြုပြီးကောင်းငင်မော့ကြည့်ပြီးလက်ခမောင်းခတ်တာကြီး2500စပါးတွေပြည့်တထေးကတော့ကလည်းပဲလက်ဝဲလက်နဲ့ကင်ပြီးတော့တရားနာပြေးတာဟောထမင်းအိုးလေးနဲ့လက်ရလက်နဲ့ရောင်းမနဲ့ခူးကျွေးတာတပြေလုံးကျွေးတာကုန်မှုတဲ့ဗျာပေးသားကြီးစပူတွေတချို့လုံးကျွေးလိုက်တာထမင်းတအိုးတဲ့နဲ့မကုန်ဘူးလေပေးသားကြီးခုခမများတို့အဲ့ဒီထမင်းအိုးများမရကြဘူးလားရကြဝယ်ကြဒါရှိတာကိုဗျာဝယ်မရမှာကျုပ်လည်းဘာတန်းနဲ့ဖုန်းကြီးမဟုတ်ဘူးကြည့်တရားနာပြေးတာအဲ့ဒီထမင်းအိုးနဲ့ရှောက်ပြီးဝေးတာကုန်မှုတဲ့နောက်တရားနာပြေးသားတထေးသားကလည်းတောင်းတလုံးနဲ့မျိုးရိတ်ခါတွေရှောက်ပေးမကုန်တထေးချွေးမလေးကလည်းလိုအိတ်တလုံးနဲ့အသပြားတွေ၌လူမကုန်အမလေးကျွန်းယောက်ျားကလည်းထွန်သွားတစ်ချောင်းနဲ့ထွဲထွန်းတာတရားနာပြေးသားဟော9ချောင်းရထင်တဲ့ဗျာဒါကြောင့်အဲ့ဒီတထေးငါဥကိုအကြောင်းပြုပြီးတော့ဇဘူဒိတ်တကျွန်းလုံးငတ်ပြတ်နေတဲ့ဒုဝိကန္ဒရကကြီးထမင်းတနတ်စာလေးနဲ့ကဲနိုင်ခဲ့တဲ့ဆိုတာသိရသဖြင့်တရားပေါက်ကြပါစေမန္တလေးမြို့မှာရှိတဲ့ဝါဝါတွေဝင်ထိန်ပြီးတော့ယခုလိုတက်တမြသင်ကြားပြီးတော့တရားဓမ္မတွေဖောက်တယ်ချဖယားအဆုံးမတွေမပြောက်ပြက်အောင်ထမ်းဆောင်နေရတဲ့တန်ဃာတော်အရှင်မြတ်များစေတနာထားပြီးတော့မန္တလေးရွှေမြို့တော်ကြီးကဝအောင်ကျွေးနိုင်ကြပါစေဒါပဲတွတ်ဆုတောင်းရမှန်လားတရားနာပိဋကကြီးတိုင်းဒါကြောင့်တရားနာပိဋကရေမဟာဒုတ်တင်မကဘူးခမရတို့ပေါ်စေရနာပို့ပြီးကျုပ်ဒီဇတ်ထုတ်တထုပ်အပြေးလွှမ်းခတ်တုတ်ဟောရတာနော်နောက်ပိုင်းကြတော့မဟုတ်ဘူးဟုတ်တယ်ဇွညင်းမဲ့ဆိုတာကျုပ်ဟောတော့မှဖြစ်တဲ့ဖြင့်အခုခိတ္တရဆိုင်တဲ့အချိန်ခါမှာခမရတို့ဖြတ်ပိုင်းကလေးတွေနဲ့ဟံပတိုင်းပေးတော့နဲ့လှူဒန်းညာဗျာကိုင်းနားပါရစေဦးဗမာရင်းနာမမေ့မလျော့မပေါ့မဆာတော်တတိတရားဖြင့်တံပါရိထမိမိတို့ရည်မှန်းသမျှလွယ်လင့်တကူရှိလို့မပင်ပန်းကြတာဖြင့်ကြိုးစားပြီးတော့လှူဒန်းနိုင်ကြပါစေကုန်သတည်း